အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့လူပတ်ဝန်းကျင်မှာနေစဉ်နဲ့အမျှကြုံတွေ့ရတယ်လို့ကိုယ်တိုင်လည်းကျူးလွန်မိတတ်ကြတဲ့လိန်ညာချင်းဆိုတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်ငါတို့ဘာလို့လိန်ကြတာလဲဆိုတဲ့မေးခွန်းကရိုးရှင်းတယ်လို့နဲ့တကယ်တော့အဖြေကတော်တော်လေးနက်နဲပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေထဲမှာလိန်ညာပြောဆိုခြင်းကိုဘယ်လိုရှုမြင်ထားသလဲဘလောက်အထိအပြစ်ကြီးတယ်လို့ဟောကြားခဲ့တယ်လဲဆိုတာကိုအသေးစိတ်ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့လူတစ်ယောက်လိန်ညာလိုက်ပြီဆိုတာဟာသူ့ရဲ့စိတ်ထဲမှာတခုခုကိုကြောက်ရွံ့နေလို့ဖြစ်စေဒါမှမဟုတ်တခုခုကိုလိုချင်လောဘဇောတက်နေလို့ဖြစ်စေအခြေခံတက်ကြပါတယ်လောကမှာလူတွေဟာကိုယ့်ရဲ့အပြစ်ကိုဖုံးကွယ်ဖို့လိန်ကြတယ်သူတစ်ပါးရဲ့အထင်ကြီးမှုကိုခံကျင်လို့လိန်ကြတယ်တခါတလေကြတော့လေကိုယ့်အတွက်အကျိုးအမြတ်တစ်ခုခုရဖို့အတွက်မမှန်တာကိုအဟုတ်လုပ်ပြီးပြောကြတာမျိုးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့သတိမထားမိတာကတခါလေတိုင်းတိုင်းမှာကိုယ့်ရဲ့စိတ်သက်ခိုင်မာမှုဟာတဖြည်းဖြည်းရိုင်နေသွားတတ်တာပါပဲဗုဒ္ဓဘာသာရှုထောင့်ကကြည့်ရင်တော့လိန်ညာခြင်းဆိုတာဟာ၅ပါးသီလမှာအရေးကြီးတဲ့ကဏ္ဍတစ်ခုကပါဝင်နေပြီးဒါဟာစိတ်ကိုအညစ်အကြေးပေးစေတဲ့အပြုအမူတစ်ခုလို့သတ်မှတ်ပါတယ်မြတ်စွာဘုရားရှင်ကယာဟုလာကိုဆုံးမတဲ့နေရာမှာလိန်ညာရမှာကိုမရှက်တဲ့သူဟာမလုံရဲတဲ့မကောင်းမှုဆိုတာမရှိဘူးလို့မှင်ကြားခဲ့ပူပါတယ်ဒါဟာအရန်ကိုကြောက်စရာကောင်းတဲ့အချက်ပါလိန်ပြောခြင်းဟာအသေးမွှားလေးပဲလို့ထင်ရပေမဲ့တစ်ခါလိန်ပြီးရင်အဲ့ဒီလိန်ညာမှုကိုဖုံးဖို့အတွက်နောက်ထပ်လိန်ညာမှုပေါင်းများစွာထပ်လုပ်ရပါတယ်ဒီလိုနဲ့ပဲလူတစ်ယောက်ရဲ့ယူသားမှုဟာပျောက်ဆုံးသွားပြီးတမာတိတွေပြပြလာရတာပါဒီဗီဒီယိုလေးမှာတော့လိန်ညာချင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေနဲ့စိတ်ကိုဘယ်လိုပြန်လဲတက်မဲ့ရမလဲဆိုတာကိုအပိုင်းလိုက်ခွဲခြားပြီးအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့လူတွေဘာကြောင့်လိန်ညာရတယ်လဲဆိုတော့အရင်းခံစိတ်အခြေအနေကိုဆက်လက်ကြည့်ရှုကြရအောင်ပါလူတွေဘာကြောင့်လိန်ကြတယ်လဲဆိုတဲ့နေရာမှာအဓိကတရားခံကတော့အတ္တပါပဲမိမိကိုယ်ကိုကာကွယ်ခြင်းတဲ့စိတ်မိမိကိုယ်ကိုအမွှန်းတင်ခြင်းတဲ့စိတ်တွေကလိန်ညာခြင်းကိုဖြစ်စေတာပါဥပမာအားဖြင့်အလုတ်ခွင်မှာအမှားတစ်ခုခုလုံးမိကြတယ်ဆိုပါစို့အဲ့ဒီအမှားအတွက်အဆူခံရမှာကြောက်တာဒါမှမဟုတ်ကိုယ့်ရဲ့အရေးအချင်းကိုအထင်သေးသွားမှာစိုးရိမ်တာကြောင့်ကျွန်တော်မလုပ်ပါဘူးဒါမှမဟုတ်တခြားသူကြောင့်ပါဆိုပြီးလိန်ပြောမိတတ်ကြပါတယ်ဒါဟာကြောက်ရွံ့မှုကိုအခြေခံတဲ့လိန်ညာခြင်းဖြစ်ပါတယ်ဗုဒ္ဓအဆုံးအမအရကြောက်ရွံ့မှုကြောင့်လိန်ညာခြင်းဟာစိတ်ကိုအားနည်းစေတယ်လို့ယူသားရဲရဲနဲ့တတ္တိကိုလည်းပျက်စီးစေပါတယ်နောက်တစ်ချက်ကတော့အကျိုးအမြတ်အတွက်လိန်ညာခြင်းပဲဖြစ်ပါတယ်ဒါကလောဘကိုအခြေခံခြင်းဖြစ်တာပါအယောင်းဝယ်လုပ်တဲ့အခါမှာဖြစ်ဖြစ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ်ကိုပစ္စည်းမှာမရှိတဲ့အရေးအသွေးတွေကိုရှိပါတယ်ဆိုပြီးချဲ့ကားပြောဆိုတာအပိုပြောတာမျိုးတွေဟာမူတာဝါဒထဲမှာအကျုံးဝင်ပါတယ်လူတွေကထင်တတ်ကြတာကဒါကတော့စီးပွားရေးအရပြောရမှာပဲဒါကိုလိန်တယ်လို့မခေါ်ပါဘူးဆိုပြီးကိုဆင်ခြင်ပေးတတ်ကြပါတယ်ဒါပေမဲ့ဓမ္မသဘောအရကြည့်ရင်တော့စိတ်ထဲမှာမမှန်ဘူးဆိုတာသိရနဲ့သူတစ်ပါးအထင်မှားအောင်ပြောဆိုခြင်းဟာစိတ်ကိုညှဉ်းနှွမ်းစေတာအမှန်ပဲဖြစ်ပါတယ်။ဒါအပြင်အဖြူရောင်လိန်ညာခြင်းလို့ခေါ်တဲ့တစ်ဖက်လူစိတ်မကောင်းဖြစ်မှာဆိုလို့လိန်ပြောရတာမျိုးတွေလည်းရှိပါသေးတယ်။ဥပမာဟင်းကမကောင်းပေမဲ့ချက်ကျွေးတဲ့သူစိတ်ချမ်းသာအောင်ကောင်းပါတယ်လို့ပြောလိုက်တာမျိုးပေါ့။ဒီနေရာမှာဗုဒ္ဓမြတ်စွာကစကားပြောဆိုခြင်းနဲ့ပတ်သက်ပြီးစံနှုန်းတစ်ခုသတ်မှတ်ပေးထားပါတယ်။အဲ့ဒါကတော့မှန်လဲမှန်ရမယ်အကျိုးလဲရှိရမယ်ပြောတဲ့အချိန်လဲဖြစ်ရမယ်ဆိုတာပါပဲ။တခါတလေအမှန်တရားဟာခါးသီးပေမဲ့အဲ့ဒီအမှန်တရားကိုယဉ်ကျေးချိုသာစွာနဲ့အကျိုးရှိအောင်ဘယ်လိုပြောမလဲဆိုတာကပိုပြီးအရေးကြီးပါတယ်။လိန်ညာခြင်းဟာအလေးအကျင့်ဖြစ်သွားတတ်တဲ့အတွက်အသေးအမွှားလေးကအစတတိထားဖို့လိုအပ်တာကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ကမုဒ္ဒဝါဒကိုရှောင်ကျဉ်ဖို့ဘာကြောင့်ဒီလောက်အလေးနဲ့ထားခဲ့တာလဲဆိုရင်သစ္စာဆိုတဲ့တရားဟာနိဗ္ဗာန်ရောက်ကြောင်းလမ်းစာဖြစ်လို့ပဲဖြစ်ပါတယ်။အမှန်တရားကိုမျက်ကွယ်ပြုပြီးလိန်ညာနေသည့်ကျွန်တော်တို့ရဲ့စိတ်ဟာအမှောင်ဖုံးနေမှာဖြစ်ပါတယ်။လိန်ညာသူတယောက်ရဲ့စိတ်အခြေအနေကိုခဏလောက်အကဲခတ်ကြည့်မယ်ဆိုရင်အဲ့ဒီလူဟာအမြဲတမ်းစိုးရိမ်ပူပန်နေရတာကိုတွေ့ရပါလိမ့်မယ်။ငါပြောလိုက်တဲ့အလိန်ညာကိုတစ်ဖက်လူကရိပ်မိသွားမလား
ငါရဲ့အမှန်တရားကိုဘသူတွေတည်သွားမလဲဆိုတဲ့ဖုံးကွယ်ရခြင်းသောဒုက္ခဟာစိတ်ကိုအကြီးကျယ်ပင်ပန်းစေပါတယ်။ဒါကိုဓမ္မသဘောရကြည့်ရင်ဝိပဿနိတာရာလို့ခေါ်တဲ့နောင်တပူပန်မှုတွေဖြစ်လာစေတာပါ။လူတစ်ယောက်ဟာအပြင်ပန်းမှာစီးစိမ်ဥစ္စာတွေဘလောက်ပဲပြည့်စုံနေပါစေစိတ်ထဲမှာတော့ကိုပြောခဲ့တဲ့မှန်မှန်စကားတွေအတွက်ကိုယုံကြည်မှုပျောက်ဆုံးနေတတ်ပါတယ်။ကိုပြန်ကြည့်တဲ့အခါမှာဂုံယူစရာမရှိတော့ပဲရှက်ရွံ့နေရတဲ့စိတ်ဟာအင်မတန်ကြောက်စရာကောင်းတဲ့ငရဲတစ်ခုပါ။ဒါကြောင့်လေမြတ်စွာဘုရားရှင်ကမူတဝါဒီတယောက်ဟာတန်တရားမှာလားရမကောင်းနိုင်ဘူးလို့ဟောကြားခဲ့တာဖြစ်ပါတယ်။လိန်ညာတာဟာစကလုံးလေးတွေနဲ့တင်ပြီးသွားတာမဟုတ်ပဲကိုယ့်ရဲ့ကံတရားမှာအမဲဆက်ထင်ကြံရစ်စေတာပါ။နောက်ပြီးလိန်ညာခြင်းဟာလူမှုပတ်ဝန်းကျင်ရဲ့ယုံကြည်မှုကိုလည်းအမြစ်ကနေဖျက်ဆီးပစ်ပါတယ်။တခါလိန်ဘူးရင်နောက်တစ်ခါအမှန်ပြောလဲမယုံတော့ဘူးဆိုတဲ့စကားပုံရှိသလိုပဲယုံကြည်မှုဆိုတာတိဆောက်ရတာခက်ခဲပြီးဖျက်ဆီးရတာအရန်လွယ်ပါတယ်။မိသားစုအချင်းချင်းကြားမှာဖြစ်စေလင်မယားအချင်းချင်းကြားမှာဖြစ်စေလိန်ညာမှုတစ်ခုစတင်ဝင်ရောက်လာပြီဆိုရင်အဲ့ဒီဆက်ဆံရေးဟာတဖြည်းဖြည်းနဲ့အကြောင်းထလာပါတော့တယ်။တစ်ဖက်လူကိုချစ်လို့ငဲ့ညာလို့ဆိုတဲ့အကြောင်းပြချက်နဲ့လိန်ညာတာမျိုးဟာလည်းရေရှည်မှာတော့ဆိုးကျိုးကိုပဲဖြစ်ထွန်းစေပါတယ်။အမှန်တရားကိုရင်ဆိုင်ရတဲ့တတ္တိမရှိတာဟာတကယ်တော့အတ္တကြီးတာပဲဖြစ်ပါတယ်။အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုတော့ထပ်ပြီးဆွေးနွေးပေးသွားပါမယ်။အခုနကကျွန်တော်ပြောခဲ့သလိုပဲလိန်ညာတာဟာယုံကြည်မှုကိုပျက်စီးစေရုံတည်းမကပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါစိတ်တန်ရာရစေပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ကတန်ဖက်ပလာပါလို့ခေါ်တဲ့အကျိုးမရှိတဲ့စကားတွေကိုပြောဆိုခြင်းကိုလည်းရှောင်ကျဉ်ဖို့ဟောကြားခဲ့ပါတယ်။လိန်ညာခြင်းဟာတခါတလေမှအကျိုးမရှိတဲ့စကားတွေကနေစတင်တတ်တာပါ။စားနောက်ပြီးလိန်နာပဲဖြစ်ဖြစ်အပျော်သဘောနဲ့တစ်ဖက်လူကိုအယူလောက်တာပဲဖြစ်ဖြစ်ဒါတွေဟာစိတ်ရဲ့ဖြူစင်မှုကိုတဖြည်းဖြည်းလျော့ပါစေပါတယ်။လူအများစုကငါကတော့စေတနာနဲ့လိန်နာပါလို့စင်ကြေပေးတတ်ကြပေမဲ့တကယ်တော့စေတနာဆိုတာဟာအမှန်တရားနဲ့ရှင်မသာစစ်မှန်တာပါအမှန်တရားကိုဖုံးကွယ်ပြီးပေးတဲ့စိတ်ချမ်းသာမှုဟာခိုင်မြဲမှုမရှိတဲ့သဲပေါ်မှာစောက်ထားတဲ့အိမ်နဲ့တူပါတယ်အချိန်မရွေးပြိုကျသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအမှန်အတိုင်းပြောရမှာကိုမကြောက်သင့်ပါဘူးအမှန်အတိုင်းပြောလိုက်လို့ရလာမယ့်အကျိုးဆက်ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်တာဟာတကယ်ကိုမှလူပီသားတဲ့စိတ်သက်ဖြစ်တယ်လို့ဓမ္မလမ်းကြောင်းပေါ်ကကျင့်ဝတ်တစ်ခုလည်းဖြစ်ပါတယ်။လိန်ညာခြင်းဟာကျွန်တော်တို့ရဲ့မှတ်ဉာဏ်ကိုလည်းဝင်ထုတ်ဝင်ပို့ဖြစ်စေပါတယ်။အမှန်တရားကတော့တခုတည်းမို့လို့မှတ်ရတာလွယ်ပေမဲ့လိန်ညာထားတဲ့စကားတွေကတော့ဘသူ့ကိုဘာပြောထားသလဲဆိုတာကိုအမြဲတမ်းပြန်ပြီးသတိရနေပါတယ်။အဲ့ဒီစိုးရိမ်စိတ်ဟာစိတ်ဖိစီးမှုကိုဖြစ်စေပြီးရေရှည်မှာစိတ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါတယ်။ဗုဒ္ဓအဆုံးအမအရာစိတ်အေးချမ်းခြင်းရင်ရိုးသားခြင်းကိုအခြေခံရပါမယ်။မိမိကိုယ်ကိုရိုးသားခြင်းကနေစပြီးပတ်ဝန်းကျင်ပေါ်ရိုးသားခြင်းအထိကြင့်ကြံနိုင်မှသာစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရရှိမှာဖြစ်ပါတယ်။နောက်ထပ်အပိုင်းမှာတော့လိန်ညာခြင်းကနေဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာကိုဆက်လက်ကြည့်ကြရအောင်ပါ။လိန်ညာခြင်းဆိုတဲ့အကျင့်ဆိုးကနေလွတ်မြောက်ဖို့ဆိုရင်ပထမဦးဆုံးကျွန်တော်တို့ရဲ့တတိကိုပြန်လည်နှိုးထွန်းရမှာဖြစ်ပါတယ်။လူအများစုဟာလိန်ညာပြောဆိုမိတဲ့အခါမှာတတိမကပ်ပဲလွတ်ခနဲပြောမိသွားတတ်ကြပါတယ်။ဒါကိုဗုဒ္ဓကျမ်းစာတွေထဲမှာတန်ပစဉ်ကင်းမဲ့တာလို့ဆိုပါတယ်။စကားတခုကိုမပြောခင်မှာငါပြောမယ့်စကားဟာအမှန်တရားလားသူတစ်ပါးအတွက်ရောအကျိုးရှိရဲ့လားဆိုတာကိုတစ်စက္ကန့်လောက်ဆင်ခြင်ကြည့်နိုင်ရင်မူတာဝါဒကံကိုအများကြီးရှော့ချနိုင်ပါတယ်။အမှန်တိုင်းပြောရမှာကိုရှက်ရွံ့နေတာထက်မမှန်တာကိုပြောရမှာကိုပိုပြီးရှက်ရွံ့တတ်တဲ့ဟီရီအော်တပါဆိုတဲ့အရှက်တရားနဲ့အကြောက်တရားလေးတွေကိုနှလုံးသွင်းရမှာပါ။တခါတလေကြတော့လေကျွန်တော်တို့ဟာကိုပြန်လိန်နေမိတတ်ကြပါတယ်။အဲ့ဒါကတော့ပိုပြီးတော့တောင်ကြောက်ဖို့ကောင်းပါသေးတယ်။ကိုလုံနေတဲ့မကောင်းမှုကိုကောင်းပါတယ်ဆိုပြီးစင်ကြေပေးတာမျိုးကိုယ့်ရဲ့အတ္တကိုတရက်တည်းစုပ်ကင်ထားတာမျိုးတွေဟာမိမိကိုယ်ပြန်လိန်နေတာပါပဲဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ကိုပြန်လဲစမ်းစစ်ဖို့အမြဲတမ်းတိုက်တွန်းခဲ့ပါတယ်ငါကိုတယောက်ယောက်ကလာလေရင်ငါဘယ်လိုခံစားရမလဲအဲ့ဒီလိုပဲငါကသူတစ်ပါးကိုလိန်ရင်လဲသူလဲဒီလိုပဲခံစားရမှာပဲဆိုတဲ့ကိုချင်းစာတရားဟာလိန်ညာခြင်းကိုတားဆီးပေးတဲ့အကောင်းဆုံးဆေးတစ်ခွက်ပဲဖြစ်ပါတယ်
ဒါအပြင်လိန်ညာချင်းကိုရှောင်ကျဉ်တာဟာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်တာလည်းဖြစ်ပါတယ်ရိုးသားတဲ့လူတစ်ယောက်ကိုဘယ်သူမှမဆိုယုံကြည်အားကိုးခြင်းကြပါတယ်စကားတခွန်းပြောလိုက်ရင်ဒီလူပြောရင်အမှန်ပဲဆိုတဲ့ယုံကြည်မှုကိုရရှိထားခြင်းဟာဘလောက်ကြီးမားတဲ့ယတနာလဲဆိုတာကိုစဉ်းစားကြည့်ပါအဲ့ဒီလိုယုံကြည်မှုမျိုးကိုငွေနဲ့ဝယ်လို့မရပါဘူးကိုယ်တိုင်ကျင့်ကြံအားထုတ်မှုနဲ့ပဲတည်ဆောက်ယူရတာဖြစ်ပါတယ်ကျွန်တော်တို့တွေတခါတလေအမှန်တရားကြောင့်ဆုံးရှုံးမှုတွေရှိကောင်းရှိနိုင်ပေမဲ့အဲ့ဒီဆုံးရှုံးမှုဟာရိုးသားမှုကြောင့်ရလာတဲ့ဂုဏ်သိက္ခာနဲ့ရှင်ရင်ဘာမှမပြောပါတော့ပါဘူးနောက်ပိုင်းတွေမှာတော့လိန်ညာချင်းရဲ့ကမ္မဘဝအကျိုးပေးတွေနဲ့ရိုးသားချင်းရဲ့ကောင်းကျိုးတွေကိုပို့ပြီးအသေးစိတ်ဆက်လက်ရှင်းပြပေးသွားမှာပါလိန်ညာချင်းရဲ့ကမ္မဘဝအကျိုးပေးတွေနဲ့ပတ်သက်ပြီးဗုဒ္ဓမြတ်စွာဟောကြားထားတာတွေကိုလေ့လာကြည့်ကြရအောင်ပါကံဆိုတာဟာအလုပ်ပါပဲကျွန်တော်တို့ပြုလုပ်လိုက်တဲ့အလုပ်တိုင်းမှာတုတ်ပြန်မှုဆိုတာရှိစမြဲပါမူတာဝါဒကံကိုထက်ခါတလဲလဲကျူးလွန်တဲ့သူဟာတန်တရားခီးမှာဘယ်လိုအကျိုးပေးမျိုးကြုံရတတ်တယ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့စကားမတိကြည့်ခြင်းဆိုတဲ့အကျိုးပေးကိုခံစားရတတ်ပါတယ်မိမိကအမှန်တရားကိုဘလောက်ပဲပြောသူတစ်ပါးကကိုယ်စကားကိုတန်ဖိုးမထားတာမယုံကြည်တာမျိုးတွေကြုံရတတ်ပါတယ်ဒါဟာအတိတ်ကကိုယ်တိုင်လိန်ညာခဲ့တဲ့ကံရဲ့အကျိုးဆက်ပဲဖြစ်ပါတယ်ဒါအပြင်လိန်ညာတက်သူဟာအသွားလာပြောဆိုမှလည်းယုံကြည်မှုကင်းမဲ့ပြီးစိတ်မနှံ့တယ်လို့ဖြစ်တတ်တာသွားလျာနေရာမှာသူတစ်ပါးရဲ့ကဲ့ရဲ့ရှုတ်ချမှုကိုခံရတာမျိုးတွေလည်းရှိတတ်ပါတယ်ဗုဒ္ဓကျမ်းဂန်တွေအရမုဒ္ဒဝါဒကျူးလွန်သူဟာနောင်ဘဝတွေမှာအတန်မကြည်လင်တာသွားလာမမှန်တာဒါမှမဟုတ်ပါဇက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားရတတ်တယ်လို့ဆိုပါတယ်ဒါတွေဟာကြောက်လန့်အောင်ပြောတာမဟုတ်ပဲကျွန်တော်တို့ပြုလိုက်တဲ့မယိုးသားတဲ့စေတနာကကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအပေါ်မှာပြန်လည်တက်ရောက်တာကိုပြတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လိန်ညာချင်းကိုရှောင်ကျဉ်လိုက်တဲ့အခါမှာရရှိမဲ့အပရာပရိယကံကောင်းကျိုးတွေကတော့အယံကိုတန်ဖိုးရှိပါတယ်ရိုးသားတဲ့သူဟာဘယ်နေရာသွားရဲရဲဝံ့ဝံ့ရှိပါတယ်ငါဘသူ့ကိုမှလိမ်မထားဘူးဆိုတဲ့အသည့်ဟာစိတ်ကိုအယံပေါ်ပါစေပါတယ်ဒီပေါ်ပါမှုဟာတရားဘာဝနာပွားများခြင်းတဲ့အခါမှာလည်းအများကြီးအထောက်အကူပြုပါတယ်စိတ်ထဲမှာအဖူးထစ်မရှိတဲ့အတွက်တမာတိတည်လွယ်ပါတယ်ဒါကြောင့်လိန်ညာချင်းကိုရှောင်ကျဉ်တာဟာတီလာတစ်ခုကိုစောင့်ထိန်တာနဲ့မကပဲကိုယ့်ရဲ့စိတ်သက်အစဉ်တန်းကိုမြင့်တင်ပေးတဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်အပိုင်းမှာတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာရိုးသားမှုကိုဘယ်လိုလက်တွေ့ကျကျကျင့်သုံးရမလဲဆိုတာကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အများစုထင်ကြတာကလိမ်မပြောနဲ့ဆိုတာလွယ်လေးလို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့စိန်ခေါ်မှုတွေအများကြီးရှိပါတယ်အထူးသဖြင့်စီးပွားရေးလောကမှာဒါမှမဟုတ်လူမှုဆက်ဆံရေးနယ်ပယ်တွေမှာအမှန်တိုင်းပြောရင်ရှုံးနိမ့်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကအမြဲရှိနေတတ်ပါတယ်ဒီနေရာမှာကျွန်တော်တို့သတိထားရမှာကရိုးသားခြင်းဟာရေရှည်အတွက်အကောင်းဆုံးသောမူဝါဒဆိုတာပါပဲဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အဆုံးအမမှာတစ္ဆာဟာလူတစ်ယောက်ကိုဘေးအန္တရာယ်ကနေကာကွယ်ပေးနိုင်တယ်လို့ပြဆိုထားပါတယ်လက်တွေ့ကျင့်သုံးရမယ့်ပထမဆုံးနည်းလမ်းကတော့စကားမပြောခင်ခဏရက်ပြီးစဉ်းစားခြင်းပဲဖြစ်ပါတယ်တခုခုကိုပြန်ပြောတော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာတစ်ဖက်လူကိုလှည့်ပြားခြင်းနဲ့စိတ်ပါနေသလားဆိုတာကိုအရင်စစ်ဆေးရပါမယ်အကယ်၍ကိုယ့်ရဲ့အမှားကိုဖုံးကွယ်ခြင်းလို့လိန်ပြောမိတော့မယ်ဆိုရင်ငါမှားသွားတယ်နောက်တစ်ခါဒါမျိုးမဖြစ်အောင်ပြင်ဆင်ပါမယ်ဆိုတဲ့ဝန်ခံစကားကိုပြောတတ်တဲ့အလေးကျင့်လုပ်ယူရပါမယ်အမှားကိုဝန်ခံခြင်းဟာအရှက်ရစရာမဟုတ်ပဲရိုးသားတဲ့သူတွေသာလုံနိုင်တဲ့မြင့်မြတ်တဲ့တတ္တိတစ်ခုဖြစ်ပါတယ်နောက်တစ်ချက်ကတော့အပူလိုမပါဘဲပြောဆိုခြင်းဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့ကလိန်တာမဟုတ်ပေမဲ့အကြောင်းအရာတစ်ခုခုကိုပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင်ခြေကားပြောတတ်ကြပါတယ်ဒါဟာလေမူတာဝါဒရဲ့အနွယ်အပွားတွေပါပဲအမှန်တိုင်းကိုသာတီးတီးကြကြပြောဆိုတတ်တဲ့အလေးချင်းဟာကိုယ့်ရဲ့စကားကိုတန်ဖိုးတက်စေပါတယ်ရိုးသားမှုကိုအခြေခံတဲ့ပြောဆိုဆက်ဆံရေးဟာမိသားစုမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်ပေးနိုင်ပါတယ်ကျွန်တော်တို့ဟာရိုးသားမှုနဲ့ရရှိလာတဲ့အကျိုးမြတ်ကိုပဲတန်ဖိုးထားတတ်ရပါမယ်မှန်မှန်မကန်နည်းနဲ့ရလာတဲ့အောင်မြင်မှုဟာစစ်မှန်တဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူးအခုနောက်ဆုံးပိုင်းမှာတော့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုခြုံငုံပြီးညီကုန်းချုပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်
ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ဆွေးနွေးမှုဟာနောက်ဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီငါတို့ဘာလို့လိန်ကြတာလဲဆိုတဲ့မေးခွန်းကနေစပြီးလိန်ညာချင်းရဲ့အကြောင်းရင်းတွေဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အမြင်တွေနဲ့လက်တွေ့ပြင်ဆင်ရမယ့်နည်းလမ်းတွေကိုအသေးစိတ်ပြောပြခဲ့ပြီးပါပြီဒီကုန်းချုပ်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်လိန်ညာချင်းဆိုတာဟာကိုယ့်ရဲ့စိတ်နေစိတ်ထားအားနည်းမှုကိုပြသခြင်းဖြစ်တယ်လို့မိမိကိုယ်ကိုရောသူတစ်ပါးကိုပါအစိတ်ခတ်နေတဲ့လောက်ရတစ်ခုပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာကသစ္စာတရားကိုအမြဲတမ်းတန်ဖိုးထားဖို့ဟောကြားခဲ့တာဟာကျွန်တော်တို့ရဲ့ဘဝတွေအေးချမ်းစေဖို့အတွက်ဖြစ်ပါတယ်လောကမှာအောင်မြင်မှုဆိုတာနီလန်မျိုးစုံနဲ့ရနိုင်ပေမဲ့ရိုးသားမှုနဲ့ရရှိတဲ့အောင်မြင်မှုကသာလျှင်အစစ်မှန်ဆုံးနဲ့ဂုဏ်ယူထိုက်ဆုံးဖြစ်ပါတယ်။လိန်ညာပြီးရလာတဲ့အရာမှန်သမျှဟာခဏတာတာဖြစ်ပြီးနောင်တနဲ့ပူမှန်မှုတွေကိုလက်ဆောင်ပေးသွားမှာပါ။ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်တစ်ခါတလေမှာအမှားအယွင်းရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအမှားကိုလိန်ညာမှုနဲ့ဖုံးကွယ်မဲ့အစားအမှန်တရားနဲ့ရင်ဆိုင်ဖြေရှင်းတတ်တဲ့အလေးအကျင့်ကောင်းကိုဒီနေ့ကစပြီးမွေးမြူကြဖို့တိုက်တွန်းချင်ပါတယ်။စကားတခွန်းကိုမပြောခင်မှာဒါဟာအမှန်တရားလားလို့ကိုပြန်မေးတဲ့အလေးအကျင့်လေးကပဲတင်ဘဝကိုအများကြီးပြောင်းလဲပေးနိုင်မှာပါ။အမှန်တရားဟာတခါတလေမှာခါးသီးပေမဲ့အဲ့ဒီခါးသီးမှုကနေရလာတဲ့လွတ်လပ်မှုနဲ့စိတ်အေးချမ်းမှုဟာဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကလူကြီးမင်းတို့အတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအခုလိုဗဟုသုတဖြစ်စေမဲ့ဓမ္မစာပေတွေနဲ့လူနေမှုဆိုင်ရာလမ်းညွှန်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျာကျွန်တော်တို့အားလုံးရိုးသားခြင်းတရားနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာ